ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့တွေကိုရှိုင်းချန်နေရနေပြီးတော့အောင်သောကိုရီမာတွေဦးလေးတွေအတော်တွေတို့တရားမကျန်တရားနဲ့နေထွေးသာကြိုဆိုလိုက်ပါတယ်ကဲအောင်သောကိုရီမာတွေဝင်လာမယ်နော်ဝင်လာတဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုတဲ့ကိုရီမာတွေ channel လေးကို subscribe လေးနှိပ်မယ် like လက်မလေးနဲ့ဒူရီနဲ့သက်ဆိုင်တဲ့ group လေးတွေဒူရီနဲ့သက်ဆိုင်တဲ့နေရာလေးမှာကူညီပြီးတော့ share လေးနဲ့ကူညီ share ပေးစေချင်တယ်ကဲအားလုံးပဲမင်္ဂလာပါနော်အမျက်မရဘူးလို့တော့မပြောနဲ့နော်အကိုရီမာတွေလုံးဝအမျက်မရဘူးလို့တော့မပြောနဲ့ဒီနေ့မှလည်းပဲထပ်ပြီးတော့39ပတ်တီး39 1ချိန်မှာ96အကိုရီမာတွေဘယ်လိုလဲ9ချိန်မှာ9ချိန်စလုံးအဆင်ပြေအောင်ကူညီပေးနိုင်ခဲ့တယ်နော်9ချိန်မှာ9ချိန်စလုံးအကိုရီမာတွေတော့ကိုဒါကျွန်တော်ကိုရှိုင်းဘက်ကနေပြီးတော့အဆင်ပြေအောင်ကူညီပေးခဲ့တယ်နော်ကဲအဲ့အတွက်အောင်သောကိုရီမာတွေ comment မှာပေါက်တီးလေးတွေမှန်းခဲ့ပါဦးနော်ကျွန်တော်လူသက်လူဟောင်းကိုရီမာတွေအခုမှတွေ့လို့ချစ်လို့ခင်လို့အားပေးမယ်ဆိုတဲ့ကိုရီမာတွေဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုပြီးဆုံးနိုင်အောင် live ပြီးကြည့်သွားနော်ရှေးခောက်မှာတော့နော်ကျွန်တော်ကိုရိုင်းနဲ့လက်မတွဲမိလို့နော်အမျက်မရသေးဘူးဆိုတဲ့ကိုရီမာတွေရှုံးကျွေးနေများနေရဆိုတဲ့ကိုရီမာတွေဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင် live ပြီးကြည့်နော်ကျွန်တော်ဘက်ကနေပြီးတော့ကိုရီမာတွေတော့ကိုလုံးဝအခါချင်းငွေတပြားချက်မှမယူဘဲနဲ့9ချိန်9ကစလုံးအဆင်ပြေအောင်တကွက်ကောင်းနေနေပြီကျွန်တော်ထိထိမိမိကူညီပေးနိုင်ခဲ့တယ်နော်ကဲအဲ့ဆိုရင်နော်အခုမှမြင်လို့အခုမှတွေ့လို့အားပေးချင်ပါတယ်ဆိုတဲ့အကိုရီမာတွေရှုံးကျွေးလေးတွေများနေလို့မြက်ကလေးနဲ့ပြန်ပြီးတော့လိုချင်ပါတယ်ရှုံးကျွေးလေးကြေးချင်ပါတယ်ဆိုတဲ့ကိုရီမာတွေဗီဒီယိုပိုင်းလိုက်ရှိုးလေးကိုပြီးဆုံးနိုင်အောင်လိုက်ပြီးတော့ကြည့်မယ်နော်ဒါကျွန်တော်ရဲ့ကိုရီမာတွေတော့ကိုလုံးဝအဆင်ပြေစေမဲ့ဗီဒီယိုပိုင်းလိုက်ရှိုးလေးဖြစ်တယ်ညနေဗုဒ္ဓဘူးနေ့10ရက်6လ2026နော်ဗုဒ္ဓဘူးနေ့ညနေမှာလည်းဘာကနန်းကွက်ကလေးထပ်ပြီးဆော့မလဲဆိုတော့ဒါကျွန်တော်ထပ်ပြီးပြောပြပေးမယ်နော်ကဲအဲ့ဒါဆိုအောင်သောကိုရီမာတွေဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုပြီးဆုံးနိုင်အောင် live ပြီးတော့ကြည့်မယ် subscribe မလုပ်ရသေးဘူးဆိုတော့ကိုရီမာရဲ့ channel လေးကို subscribe လေးနှိပ်မယ် like လက်မလေးနဲ့ကူညီပေးမယ်နော်ဒီနေ့မှလည်းထပ်ပြီးတော့အစီအမေကြပြန်ပြီအဲ့အတွက်အောင်သောကိုရီမာတွေ live ဆော့တဲ့ကိုရီမာယုံနေတဲ့ live ဆော့တဲ့ကိုရီမာတွေပေါက်တီးလေးတွေမှန်းခဲ့ပါ9ချိန်မှ9ချိန်သလုံးအဆင်ပြေခဲ့ပြီနော်ကဲအဲ့ဆိုရင်အောင်သောကိုရီမာတွေဖုန်းက sorry ပါsorry ပါခဏလေးပါsorry နော်ကိုရီမာ sorry ပါကဲဗုဒ္ဓဦးမကျော်ဇာလို့ပတ်တီးလဲအဆင်ပြေခဲ့တယ်နော်ဗုဒ္ဓဦးမကျော်ကျွန်တော်ရဲ့ကိုရီမာတွေနော်ဒါကျွန်တော်အဖွဲ့ပဲမခေါ်ဘဲနဲ့ကိုရီမာတွေတော့ကိုဗုဒ္ဓဦးမကျော်ကိုကျွန်တော် free ချပေးခဲ့တယ်4ပတ်တီးနော်46မိတ်ကွက်ပါတီးတယ်နေလိုက်ဆော့တဲ့ကိုရီမာတွေရောဗုဒ္ဓဦးမကျော်ဇာလို့ပတ်တီးကျွန်တော်ရှိမှာ free လေးလိုချင်လို့လာတောင်းတဲ့ကိုရီမာတွေလည်းဗုဒ္ဓဦးမကျော်လည်းရရတယ်နော်နေတိုက်လည်း9ချိန်စလုံးအဆင်ပြေတယ်နော်ကဲအဲ့ဆိုရင်အောင်သောကိုရီမာတွေဒီဘက်ကတော့လုံးဝဝမ်းသာစရာအဖွင့်နေ9ချိန်စလုံးအဆင်ပြေပြီးနော်ညနေမှလည်းပဲထပ်ပြီးတော့ကျန်တဲ့9ချိန်ကိုဘယ်လိုကဏ္ဍကွက်ကလေးနဲ့ထပ်ဆော့မလဲဆိုတော့ကျွန်တော်ပြောပြပေးမယ် share ကဏ္ဍကွက်ကလေးကျွန်တော်ထုတ်ပေးမယ်နော် like ကြည့်ပေးမယ်ညနေတော့ကတော့ဒါမနေ့ကကျွန်တော်ပေးခဲ့တဲ့39ပတ်တီးပဲကျွန်တော်ထုတ်ပေးထားတယ်အဓိကကျွန်တော်ဘာလို့လာပြီးပြောချင်တာလဲဆိုတော့နော်ကျွန်တော်လာပြီးတောင်းနေကြတဲ့အကိုရီမာတွေနော်အမျက်ကိုမတင်းတိမ်နိုင်သေးဘူးဟာတေးကြနော်ကြာလာပြီးတောက်ကြလက်ဆောင်ပတ်တီးလေးနဲ့မွေးကွက်ကလေးထပ်ပြီးတော့လိုချင်တဲ့ဆိုတဲ့ကိုရီမာတွေတော့ကိုနော်တော့ဘိုင်ဘာမှာတော့ကျွန်တော်တင်ပေးပြီးသွားပြီနော်မနေ့ကကျွန်တော်ဗီဒီယိုဖိုင်ထဲမှာတခါလေးပြောပြပေးခဲ့ဖို့မေ့နေရဖြစ်တဲ့အတွက်ဒါကျွန်တော်အခုဒီဗီဒီယိုဖိုင်ထဲမှာမနေ့ဖြန်တပတ်ခါတေးကြတောက်ကြတော့ကိုနော်လက်ဆောင်ပတ်တီးတစ်လုံးနဲ့မွေးကလန်း3ခွက်ကိုကျွန်တော်ဒီမှာတခါလေးပြောပေးခဲ့မယ်မှတ်လွယ်တဲ့ကိုရီမာတွေဗီဒီယိုဖိုင်လေးကိုလိုက်ဆွဲပြီးဆုံးနိုင်အောင်ကြည့်ပြီးတော့မှတ်လွယ်တဲ့ကိုရီမာတွေလိုက်ပြီးတော့တခါမှတ်သွားမယ်ယူသွားမယ်မှတ်မလွယ်တဲ့ကိုရီမာတွေဘိုင်ဘာကိုလာခဲ့ပါနော်မိသူတူတယောက်ကမှကျွန်တော်ခါမယ် sorry အခါချင်းငွေတပြားချက်မှမတောင်းမဲမယူဘဲနဲ့ကျွန်တော် free ပေးရနော်ကဲအဲ့ဆိုရင်နော်ကဲမနက်ဖြန်တော့ကိုအဓိကထားပြီးစောရမယ်ပတ်တီးရတော့ sorry မနက်ဖြန်အောင်ဖြစ်တယ် sorry 39ပတ်တီးเนาะဒီညနေမှာလည်း39ပတ်တီးကိုပဲကျွန်တော်ရဲ့ကိုရီမာတွေစော့ပါเนาะပြီးရင်39နဲ့ပတ်သက်ပြီးတော့ဘာရွေးမလဲဆိုရင်ဒါဒီညနေစာရောပဲเนาะမနေ့ကတည်းကကျွန်တော်ပေးခဲ့တဲ့ပတ်တီးတွေပဲ31 32 39ခွန်9နဲ့ပတ်သက်ရင်9 2 9 3 9 8เนาะ9 2 9 3 9 8ပါဒါ9နဲ့ပတ်သက်ပြီးတော့ရွေးချယ်ပြီးစော့တင်တယ်ဆိုတဲ့အကိုရီမာတွေတော့ကိုအဓိကတားကတ်ထားပြီးပေးတာเนาะကဲကီရွယ်လေးလည်းကျွန်တော်ထုတ်ပေးထားရနော်ကီရွယ်3929ကီရွယ်ကိုကျွန်တော်ဒီနေ့နေကုန်သားကိုကျွန်တော်ကင်ပေးထားတယ်ကြိုင်နေတဲ့ပဲဆိုတော့ကိုဒီမှာလိုက်ပြီးတော့စော့ပါယူပါ3ပါနော်အကုန်လုံးမားမောင်လက်ခံနိုင်နေဆိုရင်တော့ယူစော့ပါကျွန်တော်ဘက်ကနေပြီးတော့အကောင်းမွန်လုံးဖြစ်အောင်ကြိုးစားပေးထားတယ်အခါချင်းဝင်တပြားတစ်ချက်မှမယူဘဲနဲ့ဗုဒ္ဓဦးမကျော်စာတို့ပတ်သီးတွေရောမွေးကွက်တွေရောအကုန်လုံးအစင်ပြောင်းလုပ်ပေးနိုင်ခဲ့တယ်ကဲအဲ့ဒါဆိုရင်လက်ပြန်ကြာသာပလေးတောက်ကြအောင်ကျွန်တော်ရဲ့ကိုဒီမှာတောင်းတနေတဲ့ကြာသာပလေးတောက်ကြလက်ဆောင်ပတ်သီးလေးကျွန်တော်ပြောမယ်
နော်မှတ်လွယ်တဲ့ကိုရီမားတွေတခါလိုက်မှတ်မယ်နော်ခဏလေးကဲလိုက်မှတ်မယ်နော်ကြာသာပတိတောက်ကြတော့ကိုဒါအဓိကကျွန်တော်ထုတ်ပေးထားတဲ့ share ပတ်သီးဒီခွန်ပတ်သီး80ခွန်နဲ့နော်ခွန်နဲ့ပတ်သက်ပြီးထုတ်ပေးထားတာခွန်ပတ်သီး80ခွန်နဲ့နော်ဒါအမှားမှောင်လက်ခံနိုင်မယ်ဆိုတဲ့ကိုရီမားယူဆော့ပါနော်ပြီးတော့ကျွန်တော်တခုထပ်ပြောမယ်အပူကျွန်တော်မေးနေရတဲ့ကိုရီမားတွေအပူဒီဒီဘက်မှာနော်ကြာသာပတိတောက်ကြ2ရက်အတွက်နဲ့ဒီညနေစာအတွက်ကအားကောင်းပါတယ်ကြိုင်းနေတတ်မယ်ဆိုရင်လိုက်ဆော့ပါအပူဆော့တင်တယ်ဆိုတဲ့ကိုရီမားတွေအတွက်ကိုနော်ဘာရှိမလဲဆိုရင်2 break 4 break ဖြစ်တဲ့ခွန်ဘူး6ဘူးကိုသတိထားเนาะအပူစင်းပြီဆိုတာနဲ့2 break ဖြစ်တဲ့ခွန် sorry 2 break ဖြစ်2 break 4 break ဖြစ်တဲ့ခွန်ဘူး6ဘူးเนาะဂယူးဆိုင်ပြီးဆော့ပါတားကထားမယ်เนาะဒါကိုတိုင်းတဲ့အမှားမှောက်လက်ခံနိုင်မယ်ဆိုတဲ့ကိုရီမားကြီး live ပြီးဆော့ပါယူဆော့ပါเนาะ Viber channel လေးကိုဝင်နေတယ်ဆိုတဲ့ကိုရီမားကြီး comment မှာလည်းကျွန်တော် Viber channel လေးကို comment မှာပေးထောက်ပေးခဲ့မယ်เนาะနော် Viber channel လေးဝင်နေတယ်ဆိုတဲ့ကိုရီမား comment မှာ Viber channel လေးကိုကျွန်တော်ပင်ထောက်ပေးခဲ့မယ်နော် Telegram လည်းရှိတယ် Viber လည်းရှိတယ်ဖုန်းနံပါတ်ကိုတော့ကျွန်တော် duration မှာတခါရေးပေးထားတယ်39 994 99552နော်ကျွန်တော်ရှိမှာ channel ကမှာ free နော်နေလိုက်တော့ကောင်းလေးတွေခါမဲ့ထိထိမိမိလိုချင်ပါဆိုတဲ့ကိုရီမားနော်အခါကျုံးတွေတပြားတစ်ချက်မှမကုန်မဲနဲ့လိုချင်တယ်ဆိုတဲ့ကိုရီမား channel လေးကို subscribe လေးနှိပ်ပေးထားမယ်နော် Viber channel လေးမှာလည်းလာပြီး join လို့ရတယ်နော် Viber channel ထောင်မိထားတဲ့ဒီကရည်ရွယ်ချက်က အကိုရီမားတွေကျွန်တော်ရဲ့ video file live show လေးကိုအမြဲတစေ live မကြည့်နိုင်ဘူးဆိုတဲ့ကိုရီမားတွေ internet line ခက်ခဲဖြစ်လို့ပဲဖြစ်ဖြစ်အကြောင်းမျိုးကြောင့် live မကြည့်နိုင်ဘူးဆိုတဲ့ကိုရီမားတွေအတွက်ကို Viber channel လေးမှာဒါနေ့စဉ်နဲ့မျှကျွန်တော်အချိန်ပြည့်အမြဲတင်ပေးသွားတယ်เนาะသိနေတာလေးရှင်လည်းကျွန်တော်လာမေးလို့ရပါတယ်เนาะကဲအဲ့တော့အောင်သောကိုရီမားတွေ good luck ပါညနေမှလည်းပဲထပ်ပြီးတော့6ကြိမ်မြောက်အဆင်ပြေကြပါစေလို့ကျွန်တော်ကိုချိုင်းစုမောင်းလောင်းပေးရဲတေးကြပတ်တိလည်းကျွန်တော်ပြောပေးထားရယ်เนาะခွန်ပတ်တိเนาะကဲအဲ့ဒါညနေကြမှာကျွန်တော် video file live show လေးနဲ့ပြန်လာခဲ့မယ် comment မှာပေါက်ကြီးလေးတွေမှန်းခဲ့ပါဦးเนาะပတ်တိကတော့ဒီနေ့နေကုန်တာပတ်တိပါပဲ09ပတ်တိကဲအဲ့ဒါအောင်သောကိုရီမားတွေ good luck ပါအဆင်ပြေကြပါစေဝမ်းသာပါတယ်เนาะ